ကောင်လေးဟာကောင်မလေးကိုပထမဆုံးမြင်တွေ့လိုက်ရတဲ့အချိန်မှာတင်သူမစီမှာအလွန်မင်းဆွဲလန်းနှက်သက်သွားခဲ့ပါတယ်။သူမကလက်တင်ကေတပြဘာသာစကားနဲ့ပြောဆိုဆက်ဆံနေတာကိုမြင်တော့သူမကိုနားမကြားတဲ့သူလို့ထင်မှတ်သွားခဲ့တာပါ။ကောင်မလေးထွက်သွားပြီးတဲ့နောက်ကောင်လေးကရေကူးကန်ထဲမှာရှိနေတဲ့မိန်းကလေးကိုသူမဘာတူလဲဆိုတာမေးမြန်းခဲ့ပါတယ်။အဆိုပါမိန်းကလေးကဒီကောင်မလေးဟာသူမရဲ့မမပါလို့ပြန်ဖြေခဲ့တယ်။ကောင်လေးကသူမရဲ့မမနာမည်ကိုချက်ချင်းမေးမြန်းခဲ့ပေမဲ့ထိုမိန်းကလေးကသူ့ကိုမမကိုလိုက်ပိုးချင်လို့လားဆိုပြီးပြန်မေးခဲ့ပါတယ်။ကောင်လေးကရှက်ကိုရှက်ကန်းနဲ့ပဲဝန်ခံခဲ့ပါတယ်။သူ့ရဲ့အဖြေကိုကြားရတဲ့အခါမိန်းကလေးဟာသူမရဲ့မမအတွက်ဝမ်းမြောက်မိတာကြောင့်နာမည်ကိုပြောပြခဲ့ပါတယ်။ကောင်လေးကသူမမမရဲ့ဖုန်းနံပါတ်ကိုပါထပ်မေးခဲ့ပေမဲ့မိန်းကလေးကတော့မမစီကနေတိုက်ရိုက်တောင်းပါလို့ပြောခဲ့ပါတယ်။ကောင်လေးကကောင်မလေးနဲ့ပြန်ဆုံဖို့အချိန်တော်ကြာလိုဦးမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့နှစ်ရက်ကြာမှတော့သူတို့ဆိုင်မှာမှာယူထားသောအစားအစာများကိုလိုက်လံပို့ဆောင်စဉ်မှာကောင်မလေး၏ဆိုင်ကယ်ပြက်နေတာကိုအံ့အားသင့်ဖွယ်တွေ့ခဲ့ပါတယ်။သူဟာချက်ချင်းပဲလမ်းလျှောက်သွားပြီးဆိုင်ကယ်ကိုစစ်ဆေးပေးဖို့ကူညီပေးရမလားလို့မေးခဲ့ပါတယ်။ကောင်မလေးကအမြန်ပဲခေါင်းငိမ့်ပြခဲ့တယ်။ကောင်လေးကစစ်ဆေးပေးပြီးပြဿနာကိုရှင်းပြခဲ့ပါတယ်။ပြင်ဆင်ဖို့အချိန်တနာရီလောက်ကြာမြင့်ပြီဖြစ်ကြောင်းပြောလိုက်ပြီးကောင်မလေးအလင်းလိုနေတာကိုသိလိုက်ရတဲ့အခါကောင်လေးကသူ့ရဲ့ဆိုင်ကယ်ကိုစီးသွားဖို့ကန့်လန့်ခဲ့ပြီးသူကတော့ကြံရစ်ခဲ့ကကောင်မလေးရဲ့ဆိုင်ကယ်ကိုပြင်ဆင်ပေးခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးဟာကောင်လေးရဲ့ဖုန်းထဲမှာသူမရဲ့ဆက်သွယ်ရန်အချက်လက်ကိုခြံထားခဲ့ပါတယ်။သူမကအပြန်လန်းဆက်သွယ်ဖို့တေချာပေါက်မှကြားခဲ့ပြီးသူ့ရဲ့ဆိုင်ကယ်ကိုစီးသွားခဲ့ပါတယ်။အဲ့ဒီညမှာကောင်လေးကကောင်မလေးစီစာတို့များစွာပို့ခဲ့ပေမဲ့သူမစီကဘာစာမှပြန်မလာခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့ကောင်မလေးဟာဆိုင်ကယ်ပြင်ထားတာကိုနောက်ဆုံးမှသတိရသွားခဲ့ပါတယ်။ကောင်လေးစီကရောက်ရှိနေတဲ့စာတို့များစွာကိုမြင်လိုက်ရတဲ့အခါသူမကမနေ့ကအရန်ပင်ပန်းလို့စောစောအိပ်ပျော်သွားတာပါလို့ချက်ချင်းတောင်းပန်ခဲ့ပါတယ်။ကောင်လေးဟာသူမရဲ့စာကိုမြင်လိုက်ရတဲ့အခါလွန်စွာဝမ်းမြောက်သွားခဲ့ပါတယ်။ကောင်မလေးကဆိုင်ကယ်ချင်းပြန်လဲဖို့မွန်းလွဲပိုင်းမှာတွေ့ဆုံဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ကောင်လေးဟာကောင်မလေး၏ဆိုင်ကယ်ကိုပြောင်းလက်တန့်ရှင်းသွားသည့်အထိအထူးတလဲစေးကြောပေးခဲ့ပါတယ်။ကောင်မလေးဟာဆိုင်ကယ်ကိုမြင်လိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့တယ်။သူမရဲ့ဆိုင်ကယ်ဟာအသစ်ဆက်ဆက်အတိုင်းတန့်ရှင်းနေခဲ့လို့ပါ။ကောင်မလေးကသူ့ကိုအမြန်ကျေးဇူးတင်ကြောင်းပြောပြီးပြန်လဲပြင်ဆင်ကပေးချေဖို့ကန့်လန့်ခဲ့ပေမဲ့ကောင်လေးကငြင်းဆန်ခဲ့ပါတယ်။သူကသူမနဲ့တငယ်ချင်းဖြစ်ခွင့်ရမလားလို့မေးခဲ့ပါတယ်။သူ့ရဲ့ယူသားပြီးပွင့်လင်းတဲ့ပုံစံကိုမြင်တွေ့ရတဲ့အခါသူမကဝမ်းမြောက်စွာသဘောတူခဲ့ပါတယ်။အဲ့ဒီနေ့မှစ၍ကောင်လေးဟာကောင်မလေးစီရောက်ရှိလာခဲ့ပါတယ်။နှစ်ယောက်သားဟာသစိမ်းတွေဖြစ်ကနေတဖြည်းဖြည်းနီးစပ်လာခဲ့ကြတယ်။ကောင်မလေးနဲ့ကုန်လွန်ခဲ့ရတဲ့နေ့ရက်တိုင်းဟာကောင်လေးကိုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်စေခဲ့ပါတယ်။မကြာမီမှာပဲကောင်လေးရဲ့မိဘတွေဟာသူ့ရဲ့ပုံစံပြောင်းလဲလာတာကိုသတိပြုမိခဲ့ကြပါတယ်။သူ့ရဲ့မိခင်ကတားဖြစ်သူချစ်သူရနေပြီဟုတန်တရားဝင်လာခဲ့ပါတယ်။ဒါကြောင့်အလုတ်ကပြန်လာပြီးတဲ့နောက်အမေဖြစ်သူကအခုတလောဘာလို့အဲ့ဒီလောက်ပြောနေတာလဲလို့မေးခဲ့ပါတယ်။ကောင်လေးကတငယ်ချင်းအစ်စ်ရသွားလို့ပါလို့ပဲပြောပြီးရှက်ရွံ့စွာထွက်သွားခဲ့ပါတယ်။နေ့ရက်တွေကုန်လွန်သွားခဲ့ပါတယ်။တနေ့မှာတော့ကောင်မလေးဟာအလုတ်ပြုတ်သွားခဲ့ပြီးအလွန်အမင်းစိတ်ပြက်ဝမ်းနည်းနေခဲ့ပါတယ်။ကောင်လေးကသူမ၏စိတ်ဒုက္ခကိုသိရှိသွားတဲ့အခါသူမနဲ့အတူရှိနေပေးဖို့ရောက်ရှိလာခဲ့ပါတယ်။ရေကူးကန်ထဲမှာကောင်မလေးဟာကောင်လေးကိုကြောခိုင်းထားတာကိုမြင်လိုက်ရတယ်။သူမနားမကြားနိုင်ဘူးလို့သူထင်မှတ်ထားပေမဲ့သူ့ရဲ့ရင်ထဲကခံစားချက်တွေကိုမထိန်နိုင်ပဲဖွင့်ပြောပြခဲ့ပါတယ်။ကောင်မလေးလက်ကြည့်လိုက်တဲ့အခါကောင်လေးဟာချက်ချင်းတိတ်ဆိတ်သွားခဲ့ပါတယ်။ကောင်မလေးကသူ့ကိုရေကူးကန်ထဲဆင်းလာဖို့ခေါ်ခဲ့ပါတယ်။သူမစိတ်သက်ပုံမကောင်းမွန်လာတာကိုမြင်တော့သူ့မိသားစုရဲ့စားတောက်ဆိုင်မှာအလုပ်လုပ်ချင်သလားလို့မေးခဲ့ပါတယ်။ကောင်မလေးကလက်တင်ကေတပြဘာသာစကားနဲ့ကျမကိုရှင်းမိဘတွေကလက်ခံပါမလားလို့မေးခဲ့ပါတယ်။ကောင်လေးကသူတို့တေချာပေါက်မင်းကိုလက်ခံပါပါလို့ပြန်ဖြေခဲ့ပါတယ်။ဒါကြောင့်နောက်တနေ့မှာတော့ကောင်လေးကကောင်မလေးကိုအင်တာဗျူးအတွက်သူ့အိမ်စီခေါ်ဆောင်သွားခဲ့ပါတယ်။သူ့ရဲ့မိဘတွေကသူမကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးထိုင်ဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။ကောင်မလေးမရောက်ရှိခင်မှာပဲကောင်လေးကသူ့မိဘတွေကိုသူမနားမကြားကြောင်းပြောပြထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်သူ့မိဘတွေဟာသူမနဲ့ပြောဆိုဆက်ဆံဖို့စာအုပ်တအုပ်ပြင်ဆင်ထားခဲ့ကြပါတယ်။သူတို့ဟာနောက်ဆုံးအချိန်မှာရိုးရှင်းတဲ့လက်တင်ကေတပြဘာသာစကားအချို့ကိုပင်တင်ယူထားခဲ့ကြပါတယ်။ကောင်မလေးဟာအဆိုပါမိသားစုရဲ့နှွေးထွေးတဲ့အငွေ့သက်ကိုသဘောကျခဲ့ပါတယ်။အဲ့ဒီနောက်ကောင်လေးရဲ့မိဘတွေကကောင်မလေးကိုဒီမှာအလုပ်လုပ်ချင်သလားလို့မေးခဲ့ကြပါတယ်။မျှော်လင့်မထားပဲကောင်မလေးကကျမလုပ်ချင်ပါတယ်လို့အတန်ထွက်ပြီးပြောလိုက်ပါတယ်။ကောင်လေးနဲ့သူ့မိသားစုအားလုံးအံ့အားသင့်သွားကြပါတယ်။ကောင်မလေးစကားပြောနိုင်တာကိုသူတို့လုံးဝမသိခဲ့ကြပါဘူး။ကောင်လေးကသူမကိုမင်းနာမကြရဘူးလို့ငါထင်ထားတာလို့မေးခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကကျမအမြဲတမ်းနားကြရပါတယ်။ရှင့်ကိုပဲနားမကြဘူးလို့ကျမထင်နေတာပါလို့ပြောခဲ့ပါတယ်။ကောင်လေးဟာဝမ်းမြောက်သွားခဲ့ပေမဲ့မနေ့ကသူရင်ဖွင့်ခဲ့တာကိုရုတ်တရက်သတိရသွားခဲ့ပါတယ်။ကောင်မလေးဟာစကလုံးတိုင်းကိုကြားသိခဲ့တာပါ။သူကသူမကိုဒါဆိုမင်းရောငါ့ကိုသဘောကျရဲ့လားလို့ထပ်မေးခဲ့ပါတယ်။ကောင်မလေးဟာသူမရဲ့လက်သီးကိုနှာခေါင်းစီမြောက်တင်လိုက်ပါတယ်။အဲ့ဒါကတော့ကျမရှင့်ကိုသဘောကျပါတယ်ဆိုတဲ့လက်တင်ကေတပြဘာသာစကားပဲဖြစ်ပါတော့တယ်။